မင်းဒီလောက်တောင်အခြေအနေပြက်နေတာငါ့ကိုလက်ထပ်မလားမင်းယူသွားပြီလားကျွန်တော်ဘဝမှာအနှိမ့်ဆုံးအချိန်ကိုရောက်နေတော့မှယူရန်ကကျွန်တော်ကိုလက်ထပ်ခဲ့တယ်အားလုံးကတော့သူမဟာကျွန်တော်ညီကိုရွေ့ပြီးလက်ထပ်တာလို့ပြောကြပေမဲ့သူမကားအက်ဆီဒင့်နဲ့ဆုံးပါသွားတဲ့အခါမှာတော့ပိုင်ဆိုင်မှုအားလုံးကိုကျွန်တော်စီအမွေပေးခဲ့ပါတယ်ပြီးတော့အတန်သွင်းဘောပင်လေးတစ်ချောင်းနဲ့ကြံခဲ့တယ်ကျွန်တော်အတန်သွင်းထားတာကိုဖွင့်ကြည့်လိုက်တော့သူမရဲ့ချိုးတာပြီးဆွဲဆောင်မှုရှိတဲ့အတန်လေးထွက်ပေါ်လာတယ်အန်ယန်ရှင်ကျမကိုတစ်ခါလောက်နမ်းပေးလို့ရမလားဟင်နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့သူမရဲ့အေးဆက်လာတဲ့အပေါ်ရန်အောက်မှာဖုံးကွယ်ထားတဲ့ကြီးမားလာတဲ့အချစ်တွေကိုကျွန်တော်နောက်ဆုံးတော့တီးခွင့်ရခဲ့ပါပြီဝေဝါးနဲ့မျက်လုံးပြန်ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ကျွန်တော်ဘဝတစ်ပြန်စခွင့်ရခဲ့ပါတယ်အန်ရဲ့အမေကကျွန်တော်လက်ကိုကိုင်းပြီးပြောနေတယ်မင်းကြီးကိုစားထောင်နဲ့တွားပေးလို့ရမလားတဲ့အသက်16နှစ်မှတ်တိုင်ခင်အထိကျွန်တော်ဟာအမ်မီသားစုရဲ့အလိုလိုက်ခံရတဲ့တားကြီးဖြစ်ခဲ့ပြီးမိဘနဲ့အမရဲ့အချစ်တွေကိုရရှိကာပူပင်စရာမရှိနေခဲ့ရတာပါတနေ့မှာတော့အမ်ဘော်ရာကနှက်စစ်ဆေးချက်နဲ့အတူပေါ်လာတော့မှလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူနာပြုကကလေးမပေးခဲ့တာကိုသိလိုက်ရတယ်သူကမှအမ်မီသားစုရဲ့တားအစ်ဖြစ်ပြီးကျွန်တော်ကတော့သူများနေရာမှာဝင်နေမိတဲ့တားတူဖြစ်နေခဲ့တာပါကျွန်တော်ထွက်သွားဖို့ပြင်ခဲ့ပေမဲ့ကျွန်တော်မိဘအရင်းတွေကစုံပါသွားခဲ့ပြီဖြစ်တယ်လို့အမ်မီသားစုကလည်းကျွန်တော်ကိုမိဘမဲ့အဖြစ်မထားချင်တာကြောင့်တရားဝင်မွေးစားခဲ့ပါတယ်မွေးစားမိဘတွေကကျွန်တော်ပေါ်ကောင်းကြတယ်လို့အမကလည်းကျွန်တော်ကိုပြစ်ပယ်မထားပါဘူးအမ်ဘော်ရာကလည်းကျွန်တော်ကိုဒုက္ခမပေးခဲ့တဲ့အတွက်ကျွန်တော်ကျေးဇူးတင်မိပါတယ်ဒါပေမဲ့နောက်ပိုင်းမှာအမ်ဘော်ရာကရိုက်ကူးရေးနောက်ွယ်မှာတရုတ်ဆောင်တယောက်နဲ့စကားများရကနေအဲ့ဒီလူလေကားပေါ်ကပြုတ်ကျပြီးသတိမေ့မျောတဲ့လူနာဖြစ်သွားခဲ့တယ်အဲ့ဒီအချိန်မှာစောင့်ကြည့်ကင်မရာမရှိပေမဲ့တယောက်ကတော့တာဝန်ယူရမှာဖြစ်တယ်လို့ကျွန်တော်ကလည်းအဲ့ဒီနေရာမှာရှိနေခဲ့ပါတယ်အန်ရဲ့အမေကမျက်ရည်တွေနဲ့ကျွန်တော်ကိုအမ်ဘော်ရာကိုစားအပြစ်ခံယူပေးဖို့တောင်းပန်ခဲ့တယ်လို့အမ်ဘော်ရာကိုယ်တိုင်လည်းကျွန်တော်ရှိမှဒူးထောက်ပြီးတောင်းပန်ခဲ့ပါတယ်ဒါနဲ့ပဲကျွန်တော်ကောင်းညိတ်ခဲ့မိပြီးထောင်ထဲမှာဒုက္ခမျိုးစုံခံခဲ့ရပါတယ်အစာပိုင်းမှာတော့မိသားစုဝင်တွေလာကြည့်ကြပါသေးတယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့ဘယ်သူမှလာမကြည့်ကြတော့ဘူးတခါကထောင်ထဲမှာလှုပ်ရှားမှုတစ်ခုလုပ်တော့ထောင်ပိုင်းကထောင်ကထွက်ရင်ဘာလုပ်ချင်လဲလို့မေးပါတယ်ကျွန်တော်အကြာကြီးစဉ်းစားပြီးမှထောင်ကထွက်ရင်အဖေနဲ့အမေကိုတစ်ခေါက်လောက်တွေးချင်ပါတယ်လို့ရေးခဲ့ပါတယ်ဘေးကလူတွေကကျွန်တော်ကိုရေးကြပေမဲ့ကျွန်တော်ဘာမှပြန်မပြောခဲ့ပါဘူးတကယ်တမ်းကျွန်တော်ထောင်ကထွက်တဲ့နေ့မှာဘယ်သူမှလာမကြိုကြဘူးအမ်မီသားစုရဲ့လက်ထောက်ကပဲကျွန်တော်ကိုလေစိတ်ကိုပို့ပေးပြီးပတ်စံအများကြီးပေးပါတယ်သူဘာမှမပြောပေမဲ့ကျွန်တော်အကုန်နားလည်လိုက်ပါပြီအဖေနဲ့အမေကျွန်တော်ကိုအလိုမရှိတော့ဘူးအမ်မီသားစုကကျွန်တော်ကိုစွန့်ပစ်လိုက်ပြီးကျွန်တော်အဲ့ဒီပတ်စံတွေကိုမယူခဲ့ပါဘူးအမ်မီသားစုရဲ့အကျွေးတွေကိုမဆက်ချင်တော့လို့ပါသူတို့ကျွန်တော်ကိုနှစ်ပေါင်း20ကျော်ကျွေးမွေးခဲ့တယ်ကျွန်တော်သူတို့သားအတွက်9နှစ်ထောင်ချပေးခဲ့တယ်ဒါဆိုရင်ကြည်ပါပြီကျွန်တော်အိမ်တလုံးငှားပြီးအလုပ်အသေးတန်ရှာခဲ့ရပါတယ်ဒါပေမဲ့အလုပ်ရပြီးနိုင်ဝက်မှာပဲအလုပ်ထုတ်ခံရတယ်ဘာကြောင့်လဲလို့မေးကြည့်တော့မင်းမထီပါတဲ့လူကိုတွားထီမိလို့တဲ့အမ်မီသားစုကလွယ်ရင်ဘယ်သူရှိအောင်ပါလဲအဲ့ဒီနေ့ကကျွန်တော်လမ်းပေါ်မှာမိုးခွက်ခွက်လေးတွေကြားလမ်းလျှောက်လာရင်ရင်ပြင်ကစဖြင့်အကြီးကြီးမှာအမ်ဘော်ရာဆူရနေတာကိုတွေးလိုက်ရတယ်သူမိဘတွေကလည်းသူ့ကိုဂုံယူဝင်းကြွားစွာကြည့်နေကြပါတယ်ကျွန်တော်ရုတ်တရက်တတိယသွားတာကကျွန်တော်ထောင်ကျခါစားမှာအန်ရဲ့အမေကမင်းထောင်ကထွက်လာရင်အမေမင်းကိုတစ်သက်လုံးကြွေးထားမယ်အမေမင်းကိုချစ်တယ်လို့ပြောခဲ့တာပါဒါပေမဲ့လွန်ခဲ့တဲ့နှစ်နောက်ဆုံးတွေ့တုန်းကတော့သူမရဲ့မျက်နှာမှာအာနာရည်လေးပဲရှိတော့တယ်အန်ယန်ပေါ်တာကလူလူရက်နဲ့ဆစ်ဆက်တော့မယ်သူမကသူ့ကိုတိတ်ချစ်တာမင်းထောင်ကထွက်ရင်ဒီကနေထွက်သွားပေးလို့ရမလားလူမိသားစုကမင်းရဲ့အတိတ်ကိုတီးသွားမှာဆိုလို့တဲ့လူလူရက်ဆိုတာလူမိသားစုရဲ့သမီးကြီးပါသူမဟာအန်ပေါ်တာအတွက်နဲ့သူမမနှစ်သက်တဲ့အမှုပညာလောကထဲဝင်လာခဲ့သူပါအမ်ဘော်ရာကသူမအတွက်လမ်းကင်းပေးခဲ့တယ်လို့အခြေရေးမှလည်းအောင်မြင်နေခဲ့ပါတယ်ကျွန်တော်သူ့ကိုမနာလိုဖြစ်မိတယ်သူကမိဘရဲ့အခြေရောချစ်သူရဲ့အလိုလိုက်မှုကိုပါယထားတာလေကျွန်တော်မှတော့ဘယ်သူမှမရှိဘူးနောက်ပိုင်းမှာလူရန်ကကျွန်တော်ကိုလက်ထပ်ခဲ့တာကမတော်တဆတစ်ခုကြောင့်ပါကျွန်တော်အလုပ်ပြုတ်ပြီးရွာကိုပြန်ကာစားတောက်ဆိုင်မှာအလုပ်လုပ်နေတော့လူတစ်ယောက်ကဆိုင်ရှင်မလေးကိုနှောက်ယှက်နေလို့ကျွန်တော်ဝင်ပါရင်းအကန်ခံလိုက်ရပါတယ်အဲ့ဒီအချိန်မှာယူရန်ရောက်လာပြီးအန်ရန်ရှင်ဒီလောက်တောင်ဖြစ်နေရပြီလားလို့မေးတယ်ကျွန်တော်ဘာမှပြန်မပြောဘဲထွက်သွားဖို့ပြင်တော့သူမကအန်ရန်ရှင်ဒီလောက်တောင်အခြေအနေပြက်နေတာငါ့ကိုလက်ထပ်မလားလို့ထပ်မေးပါတယ်သူမကအမ်ဘော်ရာနဲ့လမ်းခွဲထားရလို့စိတ်ညစ်နေတာကြောင့်ကျွန်တော်ကိုရွှေ့ပြီးလက်ထပ်ဖို့ခေါ်ခဲ့တာပါကျွန်တော်လည်းဘာမှမရှိတော့တဲ့အတွက်လက်ခံလိုက်ပါတယ်မင်္ဂလာဆောင်မှာလူရန်ကကျမသဘောတူပါတယ်လို့ပြောတဲ့အချိန်အမ်ဘော်ရာတယောက်အောက်မှာမျက်ရည်တွေနဲ့ထွက်သွားတာကိုတွေးလိုက်ရတယ်ဒါပေမဲ့လူရန်ကတော့သူ့ကိုလှည့်တောင်မကြည့်ပါဘူးလက်ထပ်ပြီးတော့သူမကကျွန်တော်ကိုသူမရဲ့ကိုရန်တော်အဖြစ်အမြဲပေးမှထားပါတယ်ကျွန်တော်အကြောင်းပြချက်မေးတော့သူမကအန်ရန်ရှင်ကကျမဝယ်ထားတဲ့လူရှင်အသက်ကကျမပိုင်တဲ့ဒါကြောင့်ကျမထက်အရင်မသေးရဘူးလို့ပြောခဲ့တယ်ဒါပေမဲ့ဂရိမတီခဲ့သူကသူမဖြစ်နေခဲ့ပါတယ်လူရန်ကားအက်ဆီဒင့်နဲ့ဆုံးပါသွားခဲ့ပြီးသူမရဲ့ဇာပနာကိုကျွန်တော်ပဲဦးစီးကျင်းပပေးခဲ့ပါတယ်တပတ်ကြာမှာတော့ရှေ့နေကကျွန်တော်စီကိုအမွေလွဲစာနဲ့အတူအတန်သွင်းဘောပင်လေးတစ်ချောင်းလာပေးပါတယ်အတန်သွင်းထားတာလေးကိုဖွင့်လိုက်တော့အန်ရန်ရှင်နဲ့လက်ထပ်ခဲ့တာပေါ်တာကိုရွေးချင်လို့မဟုတ်ပါဘူးကျမရှင်ကိုတကယ်ချစ်လို့ပါတဲ့ကျွန်တော်အံ့ဩသွားပေမဲ့စိတ်ထဲမှာတော့တခုခုကိုကြိုသိနေတယ်လို့ခံစားရပါတယ်ရှင်မင်းနေလောက်ပေမဲ့ကျမတို့ဟိုးအရင်ကတည်းကတွေ့ခဲ့ဘူးတယ်ရှင်ကကျောင်းမှာအားလုံးရဲ့စံပြကျောင်းသားကြီးလေးတကယ်တော့လူရက်နဲ့အမ်ဘော်ရာတို့ရဲ့နာမည်ကြီးခဲ့တဲ့အချစ်ဇလန်းဆိုတာကျွန်တော်အတွက်အမှန်တရားကိုရှာဖွေပေးဖို့သူမဖန်တီးခဲ့တဲ့အကွက်တစ်ခုပဲဖြစ်နေခဲ့တာပါသူမကကျွန်တော်အတွက်နဲ့အရာအလုံးကိုလုပ်ပေးခဲ့တာပါကျမလူတိုင်းကိုညာခဲ့တယ်ရှင့်ကိုလည်းညာခဲ့တယ်ဒါကြောင့်ကျမရဲ့တရုပ်ဆောင်မှုကတကယ်ကောင်းတယ်မလားရှင့်ကိုလက်ထပ်ဖို့လာပြောတော့ကရှင့်မျက်နှာလေးကအရန်ချစ်ဖို့ကောင်းတာပဲကျမအမြင်မေးချင်နေတာက
အန်ယန်ရှင်ရောကျမကိုနည်းနည်းလောက်ချစ်ပေးလို့ရမလားဟင်ဒီဘဝမှာမကြရရင်တောင်နောက်ဘဝကျမရှင်ကိုလာရှာတဲ့အခါကျမှပြန်ပြောပြပေးပါနော်နောက်ဆုံးစကားလုံးကတော့အန်ယန်ကျမရှင်ကိုတကယ်ကိုချစ်တယ်ဆိုတာပါပဲကျွန်တော်ရဲ့ခံစားချက်တွေအကုန်ပေါက်ကွဲထွက်ကုန်ပြီးမျက်ရည်တွေတားမရအောင်ကြလာပါတော့တယ်အခုမှပဲသူမရဲ့ကြီးမားလာတဲ့အချစ်တွေကိုကျွန်တော်သိလိုက်ရပေမဲ့အရာအလုံးကနောက်ကျသွားခဲ့ပါပြီရက်အနေငယ်ကသူမဝယ်လာပေးတဲ့နှင်းစီဖြူလေးတွေကလည်းလန်းဆန်းနေတော့မှပဲအန်ယန်မွေးလာတာကျမရှင်အတွက်တပွင့်ချင်းတေချာရွေးလာတာတော့ဆိုတဲ့သူမရဲ့အတန်လေးကိုကြားရောက်နေမိပါတယ်သူမဟာကျွန်တော်ဘဝထဲကနေအရင်ဆုံးထွက်ခွာသွားခဲ့ပါပြီတစ်ပတ်အကြာမှာတော့ကျွန်တော်ရှေ့နေကိုဖုန်းဆက်လိုက်ပါတယ်ဒီပိုင်ဆိုင်မှုတွေကိုမိဘမဲ့ကေဟာကိုပဲလှူလိုက်ပါကျွန်တော်ဘာမှမယူတော့ပါဘူးလို့အန်ယန်မင်းလူယူရန်ကိုချစ်ခဲ့ဘူးလားလို့ရှေ့နေကမေးတဲ့အခါကျွန်တော်ပြုံးပြီးပဲနေခဲ့ပါတယ်လအနေငယ်ကြတော့ကျွန်တော်အကြီးအကျယ်ဖျားပါတယ်မျက်နှာချက်ကိုကြည့်ရင်အဲ့ဒီမေးခွန်းကိုပြန်စဉ်းစားမိတယ်ချစ်တာပေါ့အမြဲတမ်းချစ်ခဲ့တာတတိတွေဝေဝါးဖြစ်သွားပြီးပြန်လို့လာတဲ့အခါမှာတော့ကျွန်တော်ဘဝတစ်ပြန်ဆောက်ခွင့်ရခဲ့ပြန်ပါတယ်ရန်မိခင်ကကျွန်တော်လက်ကိုကင်ပြီးအန်ယန်အမေတောင်းပန်ပါတယ်မင်းကြီးလေးကိုကယ်ပေးပါဦးသူကငယ်သေးတယ်ထောင်ထဲမသွားနိုင်ဘူးလို့ပြောနေပါတယ်အမ်ဘော်ဒါကလည်းကျွန်တော်တကယ်မှားတော့ပါပြီတမင်လောက်တာမဟုတ်ပါဘူးထောင်မကြချင်ဘူးလို့ငိုယိုပြီးပြောနေတယ်မွေးစားဖေကသူ့ကိုဖက်ပြီးနှစ်သိမ့်ပေးနေတယ်လို့မွေးစားအမေကတော့ကျွန်တော်လက်ကိုတင်းဆုပ်ကင်ပြီးအန်ယန်မင်းကြီးကိုစားထောင်ထဲသွားပြီးလို့ရမလားလို့တောင်းဆိုနေပြန်ပါတယ်ကျွန်တော်ငြိမ်ပြီးကြည့်နေမိတယ်အန်ယန်စိတ်မပူနဲ့နော်မင်းထောင်ထဲရောက်သွားရင်အမေအကုန်စီစဉ်ပေးမှာပါမင်းထောင်ကထွက်လာရင်လည်းအန်မီသားစုကမင်းကိုတစ်သက်လုံးကြွေးထားမှာပါတဲ့ပြီးခဲ့တဲ့ဘဝမှာလည်းဒီစကားတွေပဲပြောခဲ့တာလေဒါပေမဲ့ဒီတစ်ခါတော့မရတော့ဘူးကျွန်တော်ရန်မိခင်ရဲ့လက်ကိုဖြည်းဖြည်းချင်းဖယ်ထုတ်လိုက်ပြီးမရဘူးလို့ပြောလိုက်တယ်ပြီးခဲ့တဲ့ဘဝကထောင်ထဲမှာကျွန်တော်ဘလောက်တောင်နှိပ်စက်ခံခဲ့ရလဲအန်မီသားစုရဲ့ကျေးဇူးဆိုတာတွေကပြီးခဲ့တဲ့ဘဝကလေးကကြေသွားခဲ့ပါပြီအန်ယန်ဆိုတဲ့ကျွန်တော်ဟာသူတို့အတွက်အရာအလုံးဆက်တေးဖို့အသင့်ဖြစ်နေတဲ့တိုးသူငယ်မဟုတ်တော့ပါဘူးအမေကျွန်တော်ကိုမွေးစားခဲ့တဲ့နှစ်ဆက်အတွက်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျွန်တော်ဘဝတစ်ခုလုံးကိုတော့အဆုံးရှုံးမခံနိုင်ဘူးကျွန်တော်ကိုအတ္တကြီးတယ်ပဲပျော်ကျေးဇူးကမ်းတယ်ပဲဆိုသူ့အတွက်တော့အပြစ်တော့မခံပေးနိုင်ဘူးကျွန်တော်ရဲ့ညှင်းဆိုမှုကြောင့်မွေးစားအဖေကဒေါသထွက်နေတယ်လို့အမ်ဘော်ဒါကလည်းငိုယိုနေပါတယ်သူတို့ကကျွန်တော်ကိုအခန်းထဲမှာပိတ်လောင်ထားပြီးမဲ့ကျွန်တော်မှာအရန်ဖုန်းတစ်လုံးရှိနေတာကိုသူတို့မသိကြဘူးဖုန်းဖွင့်ကြည့်လိုက်တော့မနေ့ကဖမ်းရွံထိခိုက်ဒဏ်ရာရတဲ့တဲ့တင်ကနာမည်ကြီးနေပါတယ်အထောက်ထားကတော့သိမရှိသေးဘူးကျွန်တော်အရန်ဖုန်းထဲကနေရင်းနှီးနေတဲ့ဖုန်းနံပါတ်တစ်ခုကိုနှိပ်လိုက်မိတယ်လူလူရဲ့နံပါတ်ပါဒါပေမဲ့ကျွန်တော်ဖုန်းမခေါ်ဖြစ်ပါဘူးပြီးခဲ့တဲ့ဘဝကသူမကျွန်တော်ကိုကယ်ခဲ့ပေမဲ့ဒီတဘဝမှာတော့ကျွန်တော်ဘာသာကျွန်တော်ကယ်ထုတ်ပြီးသူမစီကိုဂုံတိတ်ခါရှိသွားခြင်းလို့ပါရဲတွေရောက်လာတဲ့အခါမှာတော့ကျွန်တော်အမှန်တိုင်းပဲပြောခဲ့ပါတယ်အမ်ဘော်ဒါဖမ်းခေါ်သွားခံရချိန်မှာရန်မိခင်ကတော့အော်ဟင်းငိုယိုကြံရစ်ခဲ့ပါတယ်အမဖြစ်သူအန်ရွှေအားကတော့ကျွန်တော်ကိုဒီအိမ်ကနေထွက်သွားဖို့ပြောပါတယ်သူမကတော့ကျွန်တော်ပေါ်စိတ်ကောင်းရှိသူပါကျွန်တော်အမ်မီသားစုကနေထွက်လာပြီးလမ်းမကြီးပေါ်မှာရှောက်လာတော့လူတယောက်ကျွန်တော်ရှေ့ရောက်လာပါတယ်အန်ယန်မင်းပဲသွားမလို့လေတဲ့ကျွန်တော်မင်းတက်သွားမိတယ်အရှိကအမျိုးသမီးကတော့ငယ်ရွယ်နှုတ်ပြိုနေသေးတဲ့လူယူရမ်းပါပဲသူမကိုမြင်လိုက်ရတဲ့အခိုက်အတန့်မှာကျွန်တော်နှလုံးခုန်တန်တွေကအယမ်းမြန်လာပါတယ်ရှင်ပါလို့ငိုနေတာလဲဘာဖြစ်လို့လဲကျွန်တော်ငိုနေမိတာလားသူမကိုပြန်တွေ့ရတာဝမ်းသာလုံးလို့မျက်ရည်တွေကျလာတာပါလူယူရမ်းကကျွန်တော်ရဲ့အိတ်တွေကိုကြည့်ပြီးအန်ယန်ရှင်အိမ်ကဆင်းလာတာလားလို့မေးတယ်ကျွန်တော်ကနောက်ပြောင်ပြီးဟုတ်တယ်ကျွန်တော်ကိုခေါ်ထားမလားလို့ပြန်ပြီးတော့သူမကကောင်းပြီလေရှင်ရဲရဲလာရင်ကျမကလည်းရဲရဲခေါ်ထားမှာပေါ့တဲ့ဒါနဲ့ပဲကျွန်တော်လူလူရဲ့အိမ်ကိုလိုက်သွားဖြစ်ခဲ့ပါတယ်သူမနဲ့အတူနေထိုင်ရတဲ့အချိန်တွေဟာအရန်ကိုပျော်ဖို့ကောင်းပါတယ်သူမကကျွန်တော်အတွက်ဟင်းချက်နီတွေတင်ယူနေတာကိုကြည့်ရင်ကျွန်တော်ပြုံးမိတယ်ဒါပေမဲ့အမ်မီသားစုကတော့ငြိမ်မနေပါဘူးသူတို့ကဖမ်းရွံရဲ့မန်နေဂျာကိုပတ်စံပေးပြီးကျွန်တော်ကပဲတရက်ခံပါဆိုပြီးလောက်ကျန်ဆွဆွဲကြပါတော့တယ်အန်ယန်ကကျွန်တော်တို့ရဲ့တားရင်မဟုတ်ပါဘူးအမ်ဘော်ဒါကတားရင်ပါအန်ယန်ကအခုလိုအမားတွေလုံးမိတာကျွန်မတကယ်စိတ်မကောင်းဘူးဆိုပြီးရန်မိခင်ကလူသိရှင်ကြားပြောဆိုနေပါတယ်ကျွန်တော်သူတို့ကိုကြည့်ပြီးအေးအေးဆေးဆေးပဲပြုံးလိုက်မိတယ်ဒီတစ်ခါတော့အရင်လိုအရှုံးပေးမှာမဟုတ်တော့ဘူး